အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ channel လေးကို like subscribe နှိပ်ပြီးမှကြည့်ရှုပေးပါရန်ကျွန်တော်အနေနဲ့မေတ္တာရက်ခံပါတယ်ဗျ like subscribe မနှိပ်တတ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ပြပေးထားပါတယ်အနီရောင်စာတန်းလေး subscribe ဆိုတာလေးကိုနှိပ်ပြီးတော့ဘေးနား notification ခေါင်းလောင်းလေးကိုနှိပ်ထားလို့ရှိရင်ကျွန်တော်တင်တဲ့ဗီဒီယိုတိုင်းမှာ YouTube software ဖွင့်ပြီးတော့ဘေးနားအပေါ်နားလေးကခေါင်းလောင်းလေးကိုနှိပ်ပြီးတော့ကျွန်တော်တင်တိုင်းကြည့်လို့ရပါတယ်ဗျနော်တချို့လူတွေကဖုန်းဆက်ပြီးမေးနေကြလို့နော်ဗီဒီယိုမတင်ဘူးလားဗီဒီယိုပြောင်းနေလို့ပြောလို့ subscribe လေးကိုနှိပ်လိုက်ဘေးနား notification ခေါင်းလောင်းလေးကိုနှိပ်လိုက်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုတင်တိုင်းကိုတွေ့ရမှာဖြစ်ပါတယ်ဗျနော်ဆရာတို့မနေ့ပြန်အင်္ဂါနေ့ပေါ့နော်အင်္ဂါနေ့အတွက်ကိုတင်ပေးခြင်းဖြစ်တယ်နော်အင်္ဂါနေ့အတွက်ကနေကုံစာကီးပေါ့နော်ဒါတနင်္လာနေ့ထွက်စဉ်အရာထုတ်ထားတဲ့ဥစ္စာပေါ့နော်နေကုံစာကီးနေကုံကီးရတော့4593ညမထီမဖြစ်နော်မထီရင်မပါဘူး4593ညကီးကို2398ပရိနဲ့စီပေးမယ်နော်ဒီနေ့က126ခွန်ကီး4593ညပရိနော်23ရော63ရောထွက်သွားတယ်နော်အဲကြောင့်အဲတနင်္လာဆိုင်4593ညကီး2398ပရိနော်48443344989959585253 3238နော်အားလုံးပေါင်း16ကွက်ထွက်တယ်နော်16ကွက်မှာဒီနေ့ဆိုရင်2ကွက်စလုံးထွက်သွားတယ်မနက်ကတစ်ခွက်ညနေတစ်ခွက်နော်16ကွက်မနက်ပိုင်းကိုပို့ထိုးပါတစ်ချိန်ရရင်နားပါနော်နှစ်ချိန်စာတင်ပေးထားတယ်တစ်ချိန်ရရင်နားတစ်ချိန်မှမရဘူးဆိုလို့ရှိရင်ညနေပိုင်းကိုနှစ်ဆတင်ထိုးမှမြတ်မှာနော်ထိုးပုံထိုးနေရအဲ့လိုရှိတယ်နော်အဲ့တော့နေကုံထိပ်စီးနေကုံထိပ်စီးရဆိုလို့ရှိရင်ဒီနေ့ဆိုလို့ရှိရင်96ခွန်ထိပ်ထွက်တယ်အခုမနေ့ဖြန်အတွက်ဆိုလို့ရှိရင်893ညထိပ်စီးပါနော်893ညထိပ်စီးပါအဲ့တော့ဘာလုပ်ရမလဲဆိုတော့ဟိုဘက်မှာ4593ညကို893ညထိပ်ပါတာကိုပို့ထိုးပါနော်893ညထိပ်ပါတာကိုပို့ထိုးပါအားလုံးပဲကန်ပေးလို့ပေါက်ကြပါသေးဗျနော်ကျွန်တော်ပေးလို့လည်းရကြပါသေးဗျနော်အားလုံးပဲမနေ့ဖြန်ကြရင်အဲ့16ခွန်းနဲ့ပေါက်ကြပါသေးဗျနော်